နင်းစီနီယာအချစ်စိတ်အားထက်သန်မှုနဲ့လေးစားကြည်ညိုမှုကိုကိုစားပြုတဲ့ပန်းတွင်ဖြစ်ပါတယ်။အချစ်တင်ကေတအနေနဲ့အသုံးပြုပုံကတော့စစ်မှန်တဲ့အချစ်ကိုဖော်ပြတဲ့အခါမှာဆိုရင်တော့နင်းစီနီတပွင့်ပေးတာကပိုနှက်ဆိုင်တဲ့အတိတ်ပဲကိုတက်ရောက်ပါတယ်။နင်းစီနီပန်းစည်းဟာရှင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချစ်ဆက်ဆံရေးကိုစားပြုပါတယ်။ဒီပြင်မင်္ဂလာနှစ်ပတ်လည်ချစ်သူများနေ့လို့အခါသမယတွေမှာချစ်ချင်းမြတ်တာကိုဂုဏ်ပြုတဲ့အနေနဲ့နင်းစီနီကိုပေးကြပါတယ်။ချစ်သူကျင်ပေါ်မိသားစုဝင်ဒါမှမဟုတ်တငယ်ချင်းတွေကိုချစ်ခင်မှုနဲ့လေးစားမှုကိုဖော်ပြတဲ့အနေနဲ့နင်းစီနီကိုလက်ဆောင်ပေးကြပါတယ်။မင်္ဂလာဆောင်ပွဲလမ်းတမင်အခမ်းအနားတွေမှာအလှဆင်ပန်းအဖြစ်အသုံးပြုကြတယ်လို့အိမ်တွင်းအလှဆင်တဲ့အခါမှာလည်းနင်းစီနီကိုအသုံးပြုကြပါတယ်။ပန်းပွင့်တဲ့မွေးရနံကြောင့်ပန်းချံတဲ့ဥယျာဉ်တွေမှာအလှဆိုင်ပန်းတွေဖြစ်စိုက်ပျိုးထားကြပါတယ်။နင်းစီနီရလေရရှိတဲ့နင်းစီ Rose Wine ကိုရနံ့ကုထုံးမှာစိတ်ဖိစီးမှုလျှော့ချဖို့နဲ့အလှကုန်ပစ္စည်းဥပမာရွှေငွေခရင်ထုတ်လုပ်တဲ့အခါမှာလည်းအသုံးပြုကြပါတယ်။အချစ်အလှတရားစိတ်အားထက်သန်မှုကိုစားပြုတဲ့တင်ကေတအဖြစ်ပကြီးကဗျာဝတ္ထုတွေမှာနင်းစီနီအကြောင်းကိုဖော်ပြကြပါတယ်။